လိုင်းပေါ်မှာ TK Media သတင်းကြော်ညာတဲ့အမျိုးသမီးတယောက်ကဘာပြောလိုက်လဲဆိုတော့အောင်သူရဲ့အကြောင်းကိုပြောတယ်နော်အောင်သူရဲ့အကြောင်းသူပြောတာဟုတ်မဟုတ်တော့မသိဘူးစိုးသနာထွန်းတို့ဟာတဲ့အောင်သူကိုတဲ့နတ်သားတစ်ပါးလို့ခိုင်းနိုင်လိုက်တယ်တဲ့နတ်သားမှနတ်သားတဲ့နော်စိုးသနာထွန်းတို့မိသားစုတမိသားစုလုံးကအောင်သူမအောင်သူဖြစ်နေတယ်တဲ့အောင်သူကိုပေးရင်ကမ်းခြင်းโอเคမီဒီယာဆိုတဲ့သဘောကလိုလာတဲ့ပို့ပြောမယ် over ဖြစ်အောင်ပြောမယ်ဒါမှသူတို့တွေက online ကြီးတွေရမှာ哦နတ်ပြည်မပြောနဲ့နတ်သားမပြောနဲ့เนาะအနောက်တိုင်းလူတွေနဲ့ရှင်းကြည့်လိုက်အောင်အနောက်တိုင်းမှာအိန္ဒိယရှိမယ်เนาะ sorry ရှိမယ်စားတရားပြည့်เนาะကလတင်ကြောတွေเนาะမျက်လုံးကြည့်မလားနှာနှာတန်းကြည့်မလားနှာခမ်းကြည့်မလားเนาะပါးကိုကြည့်မလားမေးရိုးကြည့်မလားဘေးကကြည့်ကြည့်နောက်ကကြည့်ကြည့်အကုန်ချောမောလာပါတာเนาะအများကြီးပဲ over မဖြစ်ဖို့လိုတယ်အောင်သူဘူးအောင်မြင်တယ်เนาะရိုးရည်ရှိတယ်ဒါဝမ်းသာတယ်ဒါ over မဖြစ်ဖို့လိုတယ်เนาะကောင်းချင်း၅ပါးနဲ့ပြည့်စုံတယ်တဲ့ဘလို့ကောင်းချင်း၅ပါးနဲ့ပြည့်စုံတယ်ကောင်းချင်း၅ပါးဆိုတော့ဘာလဲကောင်းချင်း၅ပြားစံသွားရိုးရည်ရွယ်စံမင်းရဲ့ကောင်းချင်းနော်စံမင်းဟာကောက်ကလေးနေတာမရှိဘူးဖြောင်းဆင်းပြီးတော့နဲ့ရွှင်နေတယ်စံသွားရဲ့ကောင်းချင်းငေါနေတာမရှိဘူးကျဲနေတာမရှိဘူးကျိုးနေတာမရှိဘူးညီးနေတာပဲစံသွားရိုးအယိုးရဲ့ကောင်းချင်းအယိုးတွေငေါနေတာမရှိဘူးထင်းငေါနေတာမရှိဘူးဘေးကကြီးကြီးနောက်ကကြီးကြီးအကုန်ဖြောင်းဆင်းပြီးတော့နော်နေတယ်အရေးရဲ့ကောင်းချင်းဆိုတာနတ်သားဆိုတာခိုးချအောင်โอเคလူဆိုလဲဒါဖြူလုံးနဲ့လူမဲလုံးနဲ့လူမကောင်းဘူးဖြူလုံးနဲ့လူမကောင်းဘူးเนาะဝင်းဝါနေတဲ့အသားရည်เนาะနှုတ်ပြီးတော့ကိုင်းချင်းတရားဣနေတာအရွယ်ကောင်းချင်း15နှစ်ငယ်တယ်เนาะ30ဆိုရင်ဒါ18နဲ့19နှစ်လောက်ပဲထင်ရတယ်40ဆိုလို့ရှိရင်20ကျော်ကျော်လေးပဲထင်ရတယ်โอเค60ဆိုလို့ရှိရင်35 40လောက်ပဲထင်ရတယ်ဒီတော့ကောင်းချင်း၅ပြားနဲ့ပြည့်စုံတယ်ဆိုပြီးတော့เนาะတကယ်ရောပြည့်စုံရဲ့လားဒါတွေ over မဖြစ်ဖို့လိုတယ်ပြီးတော့နတ်သားတစ်ပါးနဲ့တူတယ်ပြောလိုက်တယ်ဒါတွေကလည်း over တွေပဲဟောအောင်သူဘူးမအောင်သူဘူးဖြစ်နေတယ်ဖြစ်လို့ရပါတယ်ဒါအတိတ်ကြောင်းနေเนาะအတိတ်ကเนาะအတူတူเนาะသူ့ကိုပေးဖို့ကမ်းဖို့เนาะဝကြွေးတရားရှိလာရင်လည်းပေးရကမ်းရမှာအကြောင်းတရားရှိတယ်သူနဲ့ရေတဲ့အတူတူဖြစ်လာရင်လည်းသူ့ဟိုမှာသူဖြစ်နေတာရှိတယ်ဒါတွေကအတိတ်ကြောင်းတရားတွေเนาะပြစ္ဆုတ်ပံမှာလည်းသူစ조사တဲ့အောင်မြင်မှုအတိုင်းအတာတစ်ခုဒါလက်ခံလို့ရတယ်ဒီတော့မိမိတို့ရောက်ရှိနေတဲ့အခြေအနေတွေကနောက်ဆုံးပန်းနိုင်ဟုတ်လားဆိုတော့မဟုတ်ဘူးနော်နောက်ဆုံးပန်းနိုင်မဟုတ်ဘူးဒါတွေကနောက်ဆုံးပန်းနိုင်မဟုတ်ဘူးမီဒီယာတွေကတော့ဖွာမှာပဲသူတို့ကတော့ okay နောက်ဆုံးပန်းနိုင်ပါလေနော် remember this တဲ့နော်ဒါကိုသတိရလိုက်ပါတဲ့ your current situation is not your final destination okay မိမိလက်ရှိရောက်ရှိနေတဲ့အခြေအနေကနောက်ဆုံးပန်းနိုင်မဟုတ်ဘူးတဲ့နော်ဒါတွေကဒုက္ခတွေနော်ဒါဒုက္ခသစ္စာတွေဒုက္ခဝိပိနာမဒုက္ခနော်သင်္ခါရဒုက္ခပြုပြင်ပြောင်းလဲပြရတယ်စားတော့ပေးရတယ်ပြုပြင်ပြောင်းလဲပေးရတယ်ဝိပိနာမကိုတော့ချမ်းသာတာတွေစိန်ခမ်းတာတွေဝိပိနာမဒုက္ခဆင်းရဲတာတွေဒုက္ခပဲโอเคဒီတော့မိမိတို့တွေကဒီခန္ဓာ၅ပါးဝိဒုက္ခကြီးကလွတ်မြောက်မှာနော်နိဗ္ဗာန်ကိုရောက်မှာဒါနောက်ဆုံးပန်းနိုင်ဖြစ်ပါတယ်ဒါတွေကနောက်ဆုံးပန်းနိုင်မဟုတ်ပါဘူးအားလုံးအမှန်မြင်နိုင်ကြပါစေ